lunch banner empty page မှာပြန်နေချိုးဆိုလိုက်ပါတယ်အဲ့တော့ဒီ recording လေးကတော့တော့ N3 ရဲ့ပေါ့နော်新刊さマスターと会が問題8をチェルの旅島ねじゃあ早速いきますはい問題8番ですね。問題8番မှာဆိုလို့ရှိရင်သူကဘာကိုပတ်သက်ပြီးတော့မှဘာနဲ့ပတ်သက်ပြီးတော့မှပြောမှလဲဆိုလို့ရှိရင်ပေါ့နော်知らない言葉を推測するတဲ့အဲ့တော့ကျွန်တော်တို့စာပိုက်တွေဖတ်တဲ့အခါမှာဆိုလို့ရှိရင်လေနော်တိတ်ပြီးတော့မှမီးနဲ့နားမလဲရတော့ပေါ့နော်ပြောချင်တဲ့အဓိပ္ပာယ်ကြီးကိုဘာသာမပြန်နိုင်တာမျိုးရှိရလေနော်အဲ့လိုအချိန်မှာဆိုလို့ရှိရင်ကိုမသိရဲ့စက်ကလုံးတွေဆိုလို့ရှိရင်ဆွေးစုပ်ဆိုတဲ့ခံမှန်းပြီးတော့မှဖတ်မယ်ပေါ့လေနော်ဘယ်လိုမျိုးခံမှန်းမှလဲပေါ့နော်မသိရဲ့စက်ကလုံးတွေဆိုလို့ရှိရင်ခံမှန်းမယ်အဲ့တော့ဒီစာပိုက်လေးပေါ့နော်ရုပ်မှန်လေးမှလေးတော့不要なものをたくさん捨てたら爽快な気持ちになり仕事もうまくいくようになったဆိုပြောမှာပေါ့နော်ဒီစာကြောင်းလေးရှိရပေါ့မြေတောင်အဖွင့်ပိတ်လေးနဲ့ပေါ့လေနော်အဲ့တော့ဒီမလိုရောတဲ့ပစ္စည်းတွေကိုပေါ့နော်အများကြီးပဲလွန့်ပစ်လိုက်မယ်ဆိုရင်ဆိုးကိုင်နာဆိုတဲ့ဟာလေးကကိုမတိလောက်ဘူးပေါ့လေနော်ဆိုးကိုင်နာဆိုတာကြီးဖြစ်နေရကွာအဲ့ဒီလိုမျိုးခန်းစားချက်လေးဖြစ်လာလိမ့်မယ်တဲ့အလောက်ကလည်းပဲဥမကွီကူဆိုအဆင်ပြေပြေလေးနဲ့ဖြစ်သွားလိမ့်မယ်တဲ့အဲ့တော့မလိုအပ်ပါဘူးဆိုမှလည်းမလိုအပ်တဲ့အရာတွေလွတ်ပလိုက်တာနဲ့အခန်းကွာအနည်းဆုံးတော့စိတ်ခံစားချက်မပြောနဲ့ဟုတ်ကွာအနည်းဆုံးတော့အခန်းမှာကဗာလဲရှင်းသွားနိုင်တယ်လीနော်အဲ့တော့အခန်းရှင်းလင်းပြီဆိုတာနဲ့စိတ်က automatic ကိုဘယ်လိုပြောရမလဲကာယဘယ်လိုအေးချမ်းတယ်ဆိုတဲ့ဟာမျိုးဖြစ်မလားလीနော်အဲ့လိုမျိုးဖြစ်စီဟုတ်တယ်မလားအဲ့တော့စိုးကိုင်းနာကြီးကအရန်ကြီးကမတိနေဘူးဆိုရင်တော့မှခံမှန်းလို့ရတယ်လीနော်အဲ့တော့ပစ္စည်းအများကြီးကိုလွတ်ပလိုက်တာနဲ့စိတ်ကြည်နူးတယ်ဆိုတဲ့ခံစားမှုလေးဖြစ်လာလိမ့်မယ်အဲ့တော့အလုပ်တွေကလည်းအဆင်မပြေနဲ့ဖြစ်သွားလိမ့်မယ်နော်အဲ့လိုစိတ်ကြည်လင်သွားမယ်ပေါ့လေအဲ့တော့ဒီမှာပါနေတဲ့စိုးကိုင်းနာဆိုတဲ့ဟာကပေါ့လေနော်どのような意味でしょうかဘလို့အဓိပ္ပာယ်မျိုးဖြစ်မလဲတဲ့辞書を使わずに考えてくださいတဲ့အဲ့တော့အဲ့ဒါစကားလုံးဗာလေ辞書မသုံးမဲနဲ့ပေါ့နော်ဒီစိုးကိုင်းနာဆိုတဲ့ဟာလေးကိုခံမှန်းကြည့်ကြည့်ပါအောင်တဲ့ဆိုတော့အဲ့တော့ဆော့ပြောသလိုပဲပေါ့လေနော်နည်းနည်းလေးตายရတယ်ပေါ့နော်အရန်ဟိုမှာစိတ်က refresh ဖြစ်စေတယ် relax ဖြစ်စေရဆိုတဲ့စိတ်မျိုးဖြစ်သွားစေနိုင်တယ်လေနော်အဲ့တော့အဲ့လိုဟာမျိုးတွေဆိုလို့ရှိရင်လည်းပဲခံမှန်းပြီးတော့မှဖတ်ကြည့်ရအောင်ဆိုပြီးတော့မှပေးထားပါတယ်じゃあအဲ့တော့問題8လေးကိုဆက်သွားရအောင်နော်အဲ့တော့問題8မှာက次の文章を読んで質問に答えなさいတဲ့အဲ့တော့ဒီမေးခွန်းကြီးကဘာမှထူးထူးခြားခြားမပါလို့မလို့ skip ပါမယ်အဲ့တော့မေးခွန်းကိုကြည့်ကြည့်မယ်ဆိုရင်この文章を書いた人はအဲ့တော့ဒီစာပိုက်ကိုရေးတဲ့သူဆိုတော့ Hisha စာရေးသူပဲပေါ့လေနော်အဲ့တော့ Hisha ကနေပြီးတော့မှတဲ့片付けをするのに片付けဆိုတဲ့ပေါ့နော်တင်းစီရှင်းလင်းတာတွေရှင်းလင်းတင်းစီတာကိုလုပ်တဲ့အခါမှာပေါ့နော်လုပ်ဖို့ရန်တဲ့何が一番大切だと言っているかဘာကအရေးကြီးဆုံးလဲပေါ့လေနော်ဘာအရေးကြီးဆုံးဖြစ်မယ်လို့言っているかပြောနေရလဲတဲ့အဲ့တော့ဒီစာပိုက်ကိုရေးတဲ့သူဆိုတော့ဟိရှာက片付けလုပ်တဲ့အခါမှာဘာအရေးကြီးဆုံးဖြစ်မလဲလို့ပြောနေရလဲလို့မေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တေချာပေါ့ဒီပု္ပ္ပာမှာဆိုလို့ရှိရင်စာရေးသူရဲ့ဤတိုင်းခုတုံရှာမယ်ဘာကိုဤတိုင်းခုတုံရှာမှာလဲဆိုလို့ရှိရင်片付けနဲ့ပတ်သက်ပြီးတော့မှအကောင်းဆုံးပေါ့လေနော်ဗာလဲထိုက်စစ်အဖြစ်ဆုံးကဘာလဲဆိုတဲ့ဟာကိုပြောထားတဲ့ message ကိုရှာရမယ်အဲ့တော့အဲ့လိုမျိုးပြောတာဖြစ်တဲ့ကြောင့်မလို့စာရေးသူရဲ့ပြောတဲ့ဟာလို့ရှားမှာဖြစ်တဲ့အတွက်ကြောင့်မလို့သတိထားရမယ့်ဟာလေးပေါ့နော်ပြောချင်တဲ့ message လေးကဘာဖြစ်လိမ့်မလဲဆိုလို့ရှိရင်လေဒါတို့နဲ့အဆုံးသတ်တဲ့ဟာမျိုးလို့ပေါ့နော်အဲ့ပြီးတော့လို့ရှိရင် no de wa nai ဒါတို့ကလို့ဟာမျိုးကိုဒါတို့ကလို့ဟာမျိုးပေါ့လေနော်ဒါမှမဟုတ်ရှင်လည်းပဲဒါတော့ဟိုမို့လို့ဟာမျိုးလို့ပေါ့နော်ဒါမျိုးတွေဆိုတာဒါအကြမ်းမြင့်ပေါ့နော်ဒီလိုမျိုးနဲ့အဆုံးသတ်ထားတဲ့စာကြောင်းတွေဆိုလို့ရှိရင်စာရေးသူကအပေးခြင်းဆုံး message တွေပေါ့နော်စာရေးသူကအပြောခြင်းဆုံးစာကြောင်းတွေလို့သတ်မှတ်လို့ရတယ်ပေါ့လေနော်အဲ့တော့အခုဒီမှာဆိုလို့ရှိရင်စာရေးသူက片付けလုပ်ဖို့အတွက်ပါအရေးကြီးဆုံးလို့ပြောရလေတဲ့နံပါတ်1ကကြတော့引き出しをきれいにしておくことတဲ့引き出しဆိုတဲ့ဇပွဲကိုတတ်ရက်လေးနဲ့ထားတာကစာရေးသူက片付けလုပ်တဲ့နေရာမှာပထမဆုံးအရေးကြီးဆုံးကိုပြောချင်တာတဲ့နောက်နံပါတ်2ကကြတော့使ったものを元の場所にしまうことတဲ့သုံးပြီးသားအရာတွေကိုမူလနေရာမှာပဲပြန်ပြီးမှသိသိရမှာက片付けလုပ်တဲ့နေရာမှာအရေးကြီးဆုံးအကြောင်းအရာတဲ့3番ကကြတော့いらないものを減らすことမလိုအပ်တဲ့အရာတွေကိုရှော့ချပလိုက်တာမျိုးပေါ့နော်အဲ့ဒါကဒီ片付けလုပ်တဲ့နေရာမှာအရေးကြီးဆုံးပါလို့စာရေးသူကပြောချင်တာတဲ့4番ကကြတော့物を使いやすいように置くことဒီပစ္စည်းတွေကိုပေါ့နော်အလွယ်တကူနဲ့သုံးလို့ရဖို့အတွက်ကွာထားတာမျိုးပေါ့နော်အဲ့လိုထားတဲ့ဟာမျိုးကစာရေးသူပေးခြင်းနဲ့片付けလုပ်တဲ့နေရာမှာအရေးကြီးပါတယ်ဆိုတဲ့အကြောင်းအရာတဲ့အဲ့တော့လေးခုပေးထားတယ်ပေါ့နော်ဘာလေးဖြစ်မလဲဆိုတာကိုကြည့်ကြည့်ရအောင်အဲ့တော့စာပိုင်လေးမဖတ်ခင်မှာချွေလေးပေးထားတာလေးရှိရောအရင်ဆုံးကြည့်ကြည့်မယ်ပေါ့နော်ရှောဘွန်စုရဲ့အဓိပ္ပာယ်လေးပုံမှန်
ပုံမှန်အရာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်သူ့ရဲ့အဓိပ္ပာယ်ဖယ်ရှားလိုက်တာပဲပေါ့နော်အဲ့တော့ तू ကမသိမှာဆိုတော့နောက်မှာပြန်ပြောထားတယ်いらなくなったものなどを捨てたり売ったりするတဲ့မလိုအပ်ဘူးဆိုတဲ့အရာတွေကိုလွတ်မလိုက်တာပဲဖြစ်ဖြစ်ပေါ့လေနော်ဒါမှမဟုတ်လို့ရှိရင်လည်းရောင်းပလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒေတာကတော့ကွာအဲ့နေရာမှာမရှိအောင်လုံးမလို့လုပ်တဲ့အရာမျိုးကိုဆိုပုံးစွလို့တုံးရတယ်တဲ့အဲ့တော့ဖယ်ရှားသည်ပေါ့နော်နောက်ခုနိဗ္ဗာန်ကကြတော့ဟာจิဝါဒီတဲ့အဲ့တော့ဝါဒီမှာဆိုလို့ရှိရင်ဝါဒီလို့ရေးလိုက်တာ ਨੇ तू ကဂျပန်အရာဂျပန်အခေါ်ပေါ့နော်ဒီဟာจิဝါဒီဆိုလို့ရှိရင် तू က80ရာခိုင်နှုန်းလို့ပြောချင်တယ်အဲ့ဒါကိုနောက်မှာလည်း तू ရေးထားတယ်ရာခိုင်နှုန်းနဲ့ပြောချင်တယ်ဆိုလို့ရှိရင်တော့80%တူဖြစ်သွားတယ်ပေါ့နော်အဲ့မှာတတိထားပါ तू ကဟာချီနောက်ကဝါဒီထည့်လိုက်တာ ਨੇ သူ့ရဲ့အတိတ်ပဲ80ရာခိုင်နှုန်းနဲ့ညီပြီးသားပဲအဲ့ဒါကိုမှားပြီးတော့မြန်ပေါ့နော်ဟာဂျီဂျီဝါဒီလို့သွားပြောလိုက်တယ်ဆိုလို့ရှိရင်800ရာခိုင်နှုန်းလို့ဘာလို့ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါလေး main point လေးတတိထားပေးပါအဲ့ပြီးတော့ထိုဒီကုမေထိုဒီကုမေရဲ့အတိတ်ပဲဆိုလို့ရှိရင်ပုံမှန်ဆိုတော့ရင်ဆိုင်တယ်လို့လုံးပန်းတယ်လို့ဘာလို့မှသုံးတယ်ပေါ့နော်ဒါပေမဲ့ဒီမှာ तू ဘယ်လိုပြောချင်တာလဲကြည့်ကြည့်အောင်問題を解決するために熱心に何かをするပြဿနာတစ်ခုကိုခိုက်ကစ်ဖြည့်ရှင်းဖို့အတွက်ပေါ့နော်အဲ့တော့ပြဿနာတွေဖြည့်ရှင်းဖို့အတွက်ပုစာတွေဖြည့်ရှင်းဖို့အတွက်နေရှင်းနေဆိုတာဆရာထက်တန်နဲ့ကိုတော့နာနိကကိုဆိုလို့တစ်ခုကိုလောက်တာမျိုးပေါ့နော်အဲ့တော့နေရှင်းရဲ့အဓိပ္ပာယ်ကချူရှူအာယုံဆိုင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တူပါပဲအာယုံဆိုင်ပြီးတော့မှပေါ့နော်ဒီစိတ်ပါလက်ပါနဲ့တစ်ခုကိုလှုပ်ဆောင်တာမျိုးကိုတိုတိကုမှုလို့သုံးပါတယ်အဲ့တော့ဒီမေကွန်လေးခုလည်းဖတ်ပြီးသွားပြီမေကွန်ကဗာမေးရလဲတည်ပြီးသွားပြီအဲ့ဒါပြီးတော့လို့ရှိရင်ဖြေလေးခုလည်းဖတ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဖြေလို့ရပြီလို့ထင်ပါတယ်အဲ့တော့တခုမှတ်ထားပါဒီပု္ပ္ပာကစာရေးသူကနေပြီးတော့မှခတ်တကဲလုတ်တဲ့နေရာမှာအရေးကြီးဆုံးအချက်ကဘာလဲလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့စာရေးသူရဲ့ပြောချင်တဲ့ message ကိုရှာရမယ်ဆိုတဲ့ပု္ပ္ပာလေးပေါ့နော်အဲ့တော့ဒီပထမဆုံးစာပိုက်မှာကနေကပေါ့နော်あなたの部屋はきちんと片付いていますかတဲ့မိခန်းမှာတဲ့တေချာလေးရောတန်ရှင်းထားရလားပေါ့နော်တင်စီထားရလားတဲ့မွန်းတို့က増えてくるとပစ္စည်းတွေကတိုးလာပြီဆိုတာနဲ့လေနော်片付けに悩まされる人が多いと思いますかဆိုတော့ဒီ片付けလုပ်တဲ့နေရာမှာပေါ့နော်တင်စီရရှင်းလင်းနေဆိုတဲ့နေရာမှာ悩まされるဆိုတော့အဲ့ဒါကြီးအတွက်ကွာတည်မလားပူဆွေးဝမ်းနဲ့ပဲပြောရမလားပေါ့နော်အဲ့ဒါကြီးအတွက်ပူဝင်တော့ကဖြစ်နေတယ်ဆိုတဲ့လူတွေကအများကြီးရှိမယ်လို့တော့ထင်ပေမဲ့လို့လေတဲ့片付けの専門家の小松さんပေါ့နော်ဒီ片付けဆိုတဲ့တင်စီရှင်းလင်းနေဆိုတဲ့ဟာကို specialize ပေါ့နော်အထူးပြုထားတဲ့ဒီ小松さんဆိုတဲ့ပုဂ္ဂိုလ်ပေါ့လေနော်အဲ့ပညာရှင်ကတဲ့片付けは片付けဆိုတာကလေ整理と整頓であると言っていますတဲ့整理နဲ့整頓ဖြစ်ပါတယ်ဆိုပြီးတော့မှပြောနေပါတယ်အဲ့တော့ဒီမှာတခုတတိထားပါဒီလိုမျိုးပေါ့နော်စာရေးသူရဲ့ဟိရှာကနေပြောမှအပြောချင်ဆုံး message တို့ဘာလို့ရှာတဲ့အခါမှာဆွဆွပြောသလိုပေါ့နော်ဒါတော့အမောတော့ဒါတော့နော်တယ်ဝနိုင်ဒါတော့ကာလို့ကစာရေးသူရဲ့ပေးချင်ဆုံး message တွေထဲမှာအခုလိုမျိုးပေါ့နော်အာတူဆာမွန်ကာတို့ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းဘာဆာမွန်ကာညာဆာမွန်ကာဆိုတဲ့အကြောင်းအရာတွေပါထည့်ပြီးတော့မှအမြဲတမ်းပြောလို့ရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကခွဲခြားတတ်ရမယ်ပေါ့နော်ဒါကစာရေးသူပေးချင်တဲ့ message ဒါကတော့ဆမ်မွန်ကပြောတဲ့ message ဆိုတဲ့ဟာလေးကိုကျွန်တော်ကမြင်တာအောင်ကြည့်ရမယ်အခုဒီမှာဆိုလို့ရှိရင်片付けရဲ့ဒီ specialize ပေါ့နော်အထူးပြုလေ့လာထားပါတယ်ဆိုတဲ့ပညာရှင်ဖြစ်တဲ့ကိုမတ်ဆန်ပြောတာက片付けဆိုတာကစေတုံးဖြစ်တယ်ဆိုမှပြောတယ်အဲ့တော့စာရေးသူရဲ့အမြင်မပါဘူးเนาะစာရေးသူရဲ့ပေးချင်တဲ့ message မပါဘူးဒီစေဒီနဲ့စေတုံးက片付けဆိုတာကိုဘယ်သူကပြောရလဲဆိုလို့ရှိရင်ဆောင်းမွန်ကဖြစ်တဲ့ကိုမတ်ဆန်ကနေပြီးတော့မှပြောတယ်ဆိုတဲ့ message လေးပဲပေါ့နော်အဲ့ဒါကိုမှဆက်သွားမယ်ဆိုရင်စေဒီはいらないものを捨てることစေဒီဆိုတဲ့ပေါ့နော်တကယ်တော့စေဒီနဲ့စေတုံးနှစ်ခုစလုံးကလေတရက်ဖြစ်အောင်လို့တင်းစီရဲဆိုတဲ့အဓိပ္ပာယ်နဲ့တူတူပဲဒါပေမဲ့ तू ကအဲ့ဒါကိုပြန်ပြီးတော့မှခွဲပြမယ်ပေါ့နော်စေဒီဆိုတာကမလိုအပ်တဲ့အရာတွေကိုလွန်ပစ်တာတဲ့စေတုံးကကြလို့ရှိရင်စကายယာဂျီယိုနီโอเคတဲ့ပစ္စည်းတွေကိုလွယ်တကူပေါ့နော်ဒီတုံးရတာလွယ်အောင်လို့မလို့ပစ္စည်းတွေကိုထားတာတဲ့ဟိုက်ချီကျることဟိုက်ချီကျるအဲ့တော့ဒီပစ္စည်းတွေကိုအလွယ်တကူသုံးလို့ရအောင်ထားတယ်ဆိုတာကိုဟိုက်ချီကျるတက်စင်နေဆိုတဲ့ဟာလေးကိုပေါ့နော်တက်စင်နေဆိုတဲ့အကြောင်းအရာကိုတဲ့意味しますတဲ့အတိတ်ပဲဖွင့်ဆိုထားပါတယ်တဲ့အဲ့တော့ဒီနန်းလေးကနေပြီးတော့မှဒီစာပိုက်အဆုံးထိကဒါကစာရေးသူရဲ့ပေးချင်တဲ့ message မဟုတ်ပါဘူးတတိထားရမယ့်အချက်ကဒါကဒီဆမ်မွန်ကဖြစ်တဲ့ကိုမတ်ဆန်ကနေပြီးတော့မှပြောတဲ့ message ပါရမလားမသိဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးလေးကကျွန်တော်မြင်အောင်ကြည့်ရမယ်အဲ့တော့ဒီမှာစေရီသွန်ရှိရဲ့အဲ့စကားဘယ်သူကပြောရလဲဆိုလို့ရှိရင်အရုဆန်မွန်ကပေါ့နော်တယောက်တော့ပညာရှင်ဖြစ်တဲ့ကိုမတ်ဆန်ကနေပြောမှပြောတဲ့ခတ်တကဲမှာစေရီနဲ့စေရီသွန်ဆိုမှ2မျိုးရှိရဲ့စေရီဆိုတာကတော့ပစ္စည်းတွေကိုလုံးဝကိုမလို့အဲ့တဲ့အရာတွေကိုလွတ်ပလိုက်တာမျိုးပေါ့နော်အဲ့ဒါမျိုးကိုစေရီကိုခေါ်ပြီးတော့မှစေရီသွန်ကကြောက်လို့ရှိရင်ပစ္စည်းတွေကိုအသုံးပြုရတာလွယ်အောင်လို့မလို့တင်းတင်းကြပ်ဖြစ်အောင်နေရာချထားတာမျိုးကိုစေရီသွန်လို့ခေါ်တာဆိုပြီးတော့မှဘယ်သူကပြောရလဲဆိုတော့ကိုမတ်ဆန်ကပြောတဲ့အကြောင်းများအဲ့မှာစေရီဆိုတာကလေ出す、分ける、減らす、しまうと
という4つの動作に、分けられますって。ဒီစေတီဆိုတာကလေတဲ့စေတီမှာဓာတ်စုထုတ်မယ်ဝတ်ကေတို့ခွဲခြားမယ်ဟေရစုလျှော့ချမယ်စီမဟုတင်းစီတွေဆိုတဲ့၄မျိုးသောဒိုးစာလှုပ်ရှားမှုတွေနဲ့ဝတ်ကေရတဲ့ mask တွေခွဲခြားလို့ရနိုင်ပါတယ်တဲ့အဲ့တော့ဒီစေတီကိုကျွန်တော်၄မျိုးနဲ့ခွဲခြားမယ်ပေါ့လေနော်စေတီမှာ process ၄မျိုးရှိရဆိုတဲ့သဘောပေါ့နော်ဓာတ်စုဝတ်ကေတို့ဟေရစုစီမဟုဆိုပြီးတော့မှ၄မျိုးနဲ့သူကအလုပ်လုပ်တယ်ပေါ့နော်စေတီကကြာအဲ့လိုမျိုးနဲ့အလုပ်လုပ်တယ်ထောက်တော့ရပါဥပမာအဖြစ်အဲ့တော့ဒီထောက်တော့ရပါလို့ပြောကြတဲ့ကဘာဥပမာပြန်ပေးရလဲဆိုတော့ဒီသူထောက်တော့ရပါရဲ့အရှိမရှိနေတဲ့ဒီစာကြောင်းလေးပေါ့နော်စေတီဆိုတာကဓာတ်စုဝတ်ကေတို့ဟေရစုစီမဟုဆိုတဲ့ဟာကိုဥပမာပြန်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဥပမာထောက်တော့ရပါကနေစုံသွားတဲ့စာကြောင်းထီကကျွန်တော်အဖြစ်မဖြစ်နိုင်ဘူးဒါကဥပမာအနေနဲ့ပေါ့နော်ရှေ့ရစာကြောင်းကိုမြင်သာအောင်လို့မလို့ပေးတဲ့ message ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ထောက်တော့ရပါကနေစုံသွားတဲ့ဟာကကျွန်တော်အဖြစ်မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဖတ်ကြည့်ပါမယ်ဒါပေမဲ့အဖြစ်မဖြစ်ဘူးကျွန်တော်တို့အဖြစ်မဟုတ်ဘူးဆိုတာလေးကိုခေါင်းထဲထည့်ထားပါထောက်တော့ရပါဥပမာအဖြစ်နဲ့次の下の段ဆိုတော့စပွဲအောက်မှာရှိနေတဲ့အဆင့်အဲ့ဒါကဘာလဲဆိုတော့ခိတာရှိပေါ့နော်စပွဲအန်ဆွဲပေါ့လေအဲ့တော့စပွဲအောက်မှာရှိနေတဲ့အဆင့်ဖြစ်တဲ့အန်ဆွဲကိုတဲ့ခိရေနီစီယိုတိုခိမေတာらခိရေနီစီယိုဆိုတော့တသက်ရက်ဖြစ်အောင်လုပ်ကြမယ်လို့ဆုံးဖြတ်လိုက်ပြီဟေ့ဆိုလို့ရှိရင်ဆိုကိုနီအဲ့ဒီနေရာဆိုတာဘာကိုညွှန်းတာလဲဆိုလို့ရှိရင်ဟီကီတာရှိဆိုတဲ့ပေါ့နော်အန်ဆွဲကိုညွှန်းချင်တာပါအဲ့တော့အန်ဆွဲကျွန်တော်ကအခုအန်ဆွဲကိုတန်းရှင်းလုပ်တော့မယ်နော်အဲ့တော့အဲ့အန်ဆွဲမှာ入っているものを全部出すဝင်နေတဲ့အကုန်လုံးပေါ့လေနော်ပစ္စည်းအကုန်လုံးကို出すအဲ့တော့出すဆိုတဲ့မာတို့ကြီးဝတ်ကေလို့ဆိုရင်မာတို့နိဟေရဆုဆိုရင်မာတို့ဆောင်ရှီမောက်ဆိုရင်မာတို့ယုံပေါ့လေနော်အဲ့တော့ဒီလေးမျိုးရှိရပဲကျွန်တော်မျက်လုံးနဲ့မှာပေါ့နော်ကိုယ့်အတကိုလေးတတ်မှတ်လိုက်မယ်ကွာအဲ့တော့ဥပမာအနေနဲ့အဲ့ဒီလေးမျိုးကိုမြင်တောင်လို့မလို့သူကဥပမာပြန်ပေးရဲ့စပွဲရဲ့အောက်မှာရှိရဲ့အဆင့်ဖြစ်တဲ့ပေါ့နော်အန်ဆွဲကိုအတန်ရှင်းလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီအန်ဆွဲမှာရှိတဲ့အရာတွေအကုန်လုံးထုတ်လိုက်တဲ့အဆင့်ကိုအဲ့ဒါကမာတို့ကြည့်နေတဲ့ဓာတ်စုဆိုပြီးတော့မှသတ်မှတ်တယ်တဲ့次にနောက်ထပ်အနေနဲ့ပေါ့နော်出したものを必要か必要ではないかを分けるတဲ့အဲ့ဒီပစ္စည်းတွေအကုန်လုံးထုတ်ချလိုက်လို့မလို့ဒီပစ္စည်းကလိုအပ်လားဒီပစ္စည်းကမလိုအပ်ဘူးလားဆိုတဲ့ဟာမျိုးကိုခွဲချမ်းလိုက်တာကိုမာတို့နိပေါ့နော် step 2ပေါ့လေနော်ဒိုးစာနိဆိုပြီးတော့မှသတ်မှတ်လို့ရတယ်စတာနိပို့ပြီးတော့မှလေတဲ့必要ではないものを処分ရှိဟေရာစုအဲ့တော့ရှုပ်ပုံလောက်တော့ဟေရာစုဆိုပြီးတော့မှတုံးသွားတယ်ပေါ့လေနော်အဲ့တော့အကယ်၍ကိုကအဲ့လိုမျိုးထုတ်ချလိုက်တဲ့ပစ္စည်းတွေမှာဒါတော့လိုအပ်တယ်ဒါတော့မလိုအပ်ဘူးအဲ့တော့မလိုအပ်ဘူးဆိုလို့ရှိရင်ဟေရာစုဆိုတဲ့ရှုပ်ပုံလောက်လိုက်မယ်ဒါကမာရုစာ最後にနောက်ဆုံးအနေနဲ့元にあった場所に物をしまうの4つですတဲ့အဲ့တော့ပြီးသွားပြီပေါ့နော်မလိုအပ်တဲ့ຢာတွေလွတ်ပလိုက်ပြီမလိုအပ်တဲ့ຢာတွေဖယ်လိုက်ပြီပေါ့နော်အဲ့တော့ကြံနေခဲ့တဲ့ပစ္စည်းလေးတွေပေါ့နော်ကြံနေခဲ့ပါတယ်ဆိုတဲ့ပစ္စည်းလေးတွေကိုမူလနေရာဖြစ်တဲ့ဘာရှောနေရာမှာပဲအဲ့ဒီပစ္စည်းတွေကိုစီမဟုတ်တင်စီလိုက်တာကမာတို့ယုံအနေနဲ့ယုံပန်ပဲပေါ့လေနော်အဲ့တော့ तू ကဒီနောက်ဒီထောက်တော့ရပါနေအခုဒီအဆုံးထီကဘာလဲဆိုတော့ तू ဥပမာပေးသွားတယ်မြင်တောင်လို့ပေါ့နော်ဓာတ်စုကဘယ်လို process ကိုပြောတာဝက်ကီတို့ကဘယ်လို process ကိုပြောတာဟေရာစုဆိုရင်တော့ဘယ်လို process ကိုပြောမှာရှီမာဟုဆိုရင်တော့ဘယ်လို process ကိုပြောတာဆိုတဲ့ဟာလေးကိုရှင်းပြထားတဲ့ message လေးပဲပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကဒီဟာကကျွန်တော်တို့ရဲ့အဖြေလုံးဝမဖြစ်နိုင်ဘူးထောက်တော့ရပါတယ်မှာရောက်နေလို့မလို့ပေါ့လေနော်အဲ့တော့အခုလုံးလုံးဆိုရင် तू ရှင်းပြသွားတယ်ပေါ့နော်တော့ဒီစာရေးသူဗာလဲဆမ်မွန်ကပြောတယ်片付けဆိုတာကစေရီနဲ့စေရီသုံးနှစ်မျိုးရှိရလို့ပြောတယ်စေရီဆိုတာကတော့မလိုအပ်တဲ့ຢာတွေကိုလွန်ပစ်တာစေရီသုံးတော့ပစ္စည်းတွေကိုတင်ရတခြားပြန်ထားတာမျိုးပေါ့လေနော်သုံးပြလွယ်အောင်လို့ထားတာမျိုးကစေရီသုံးမှာဆိုပြီးတော့မှဒီဆမ်မွန်ကပြောနေရဲဆိုပြီးတော့မှပြောတယ်ပေါ့နော်အဲ့ဒီမှာတဲ့သူကစေရီဆိုတာကိုသူဘယ်လို process တင်နေလုပ်လဲဆိုလို့ရှိရင်ဒီလိုအဆင့်၄ဆင့်နဲ့လုပ်သွားတယ်ပေါ့လေနော်အဲ့အဆင့်၄ဆင့်ကဘာတွေလဲဆိုတာရှင်းပြသွားတယ်နောက်ဆုံးအနေနဲ့片付けဆိုတာကလေတဲ့အဲ့တော့ဒီသိန်းစီးရဆိုတာကစေရီ8割စေရီ3 2割လို့ပြောထားတယ်ပေါ့နော်အဲ့တော့စေရီဆိုတဲ့ဒီစေရီလုပ်တဲ့ပေါ့နော်ဒါဆိုဝါကေရဟေရာဆိုရှမောက်ဆိုတဲ့ process ၄ခုလုပ်လိုက်တာက80ရာခိုင်နှုန်းစေရီ3ကတော့20ရာခိုင်နှုန်းဆိုပြီးတော့မှပြောထားတယ်ပေါ့နော်စေရီနိဒီစေရီဆိုတဲ့အဆင့်၄ဆင့်လောက်ရတဲ့အဆင့်မှာပေါ့လေနော်徹底的に取り組めばဆိုတော့徹底的ရဲ့အဓိပ္ပာယ်လေးနိုင်ကျွတ်နဲ့ပေါ့နော်အဲ့တော့ဒါကြီးမသိဘူးဆိုရင်တော့မှကိစ္စမရှိဘူးเนาะကျွန်တော်တို့ကြော်လိုက်လို့ရတယ်လေเนาะအဲ့တော့ဒီစေရီကိုကြော်လိုက်မယ်เนาะ徹底的にကိုကျွန်တော်မသိဘူးဆိုရင်တော့မှစေရီဆိုတာလေးကို取り組めばလှုပ်ဆောင်လိုက်မယ်ပေါ့လေเนาะဒီ取り組むလေးရဲ့ဟာကိုကျွန်တော်အောက်မှာဖတ်ထားရလေเนาะဒီ nation に何かをするလို့ပြောရလေเนาะတခုခုကိုဆရာထက်တဲ့တာနဲ့လှုပ်ဆောင်တယ်လို့ပြောတာပြောကြောင့်လို့ဒီစေရီဆိုတဲ့အဆင့်၄ဆင့်ပါတဲ့အရာကိုဒါ
စိတ်ပါဝင်စွာစွာနဲ့ပေါ့နော်ဒီစိတ်အားထက်သန်နဲ့လှုပ်ဆောင်လိုက်မယ်ဆိုလို့ရှိရင်ဟာချီဝါဒီက80ရာခိုင်နှုန်းက serious တွေပေါ့နော်ဒီပြီးဆုံးသွားပြီထို့ရေမပြောနိုင်ပါတယ်ဆိုပြီးတော့မှပထမအပိုက်ကတော့ဒီဆမ်မွန်ကပြောတဲ့ဟာပေါ့နော်ဆမ်မွန်ကဒီလိုစိတ်ခတ်တော့စကေကိုဒီလိုနှစ်မျိုးသုံးတယ်ပေါ့နော်နှစ်မျိုးနဲ့ခွဲခြားထားတယ်ဆိုပြီးတော့မှခေါင်းစဉ်တည်ထားတယ်ဆိုပေမဲ့လို့နောက်ဆုံးဒီဒုတိယအပိုက်မှာတော့စိတ်ဒီမှာဒီလိုပြော process မျိုးရှိရဲလို့ခွဲခြားထားတယ်အဲ့တော့ဒါကစာရေးသူကပြန်ပြောတဲ့ပုံစံလေးဖြစ်သွားပြီပေါ့နော်ပြီးနောက်ဆုံးမှာဒါကစာရေးသူရဲ့ message ပေါ့လေနော်ခတ်တော့စကေဆိုတာကစိတ်ဒီက80ရာခိုင်နှုန်းဆေးတုံးက20ရာခိုင်နှုန်းဆိုပြီးမှပြောတယ်ပေါ့နော်ဆေးဒီကိုဒါတိချာလေးဒါအားဆိုင်ပြီးတော့မှလှုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ80ရာခိုင်နှုန်းလောက်ကလုံးဝပြီးသွားမယ်ပေါ့လေနော်80ရာခိုင်နှုန်းကပြီးသွားမယ်လို့တော့မှပြောနိုင်ပါတယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစာပိုက်အရာကြည့်မယ်ဆိုလို့ရှိရင်ခတာစကေလှုပ်ဖို့အတွက်ဘာကအရေးကြီးဆုံးလဲဆိုတော့စေဒီရဲ့80ရာခိုင်နှုန်းပြီးမြောက်မဲ့ပေါ့နော်ဒီစေဒီလေးကိုဒါ80ရာခိုင်နှုန်းစေဒီလေးဒါလှုပ်လိုက်တာနဲ့80ရာခိုင်နှုန်းပြီးပြီလို့ပြောတာဖြစ်တော့ကြောင့်မလို့ဒီ process မှာစေဒီဒါပြီးရင်ပြီးတဲ့လောက်ဖြစ်ပြီလို့ပြောတာဖြစ်တော့ကြောင့်မလို့စေဒီဆိုတဲ့ဟာကဖြေမှန်အဲ့တော့စေဒီဆိုတဲ့ဟာကိုကျွန်တော်တို့ဒီအဖြေထဲမှာမပါနေဘူးလေနော်အဖြေထဲမှာမပါနေဘဲနဲ့ဘာပါနေရလဲစေဒီဆိုတာကဘာကိုညွှန်းကျင်တာလဲဆိုလို့ရှိရင်မလိုအပ်တဲ့အရာတွေကိုစတဲ့တို့လွန့်ပစ်တာလို့ဖော်ပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စေဒီဆိုတာကမလိုအပ်တဲ့အရာတွေကိုလွန့်ပစ်တာအဲ့တော့မလိုအပ်တဲ့အရာတွေကိုလွန့်ပစ်တယ်ဆိုတော့ဒီထဲမှာရှားလိုက်မယ်ဆိုရင်နံပါတ်1ကဒီအန်ဆွဲကိုတသက်ရက်ဖြစ်အောင်ထားတယ်ဆိုတဲ့ဟာကဖြေမှန်မဟုတ်ဘူးအန်ဆွဲကိုတသက်ရက်ဖြစ်အောင်ထားတယ်ဆိုတာနောက်ဆုံးပိတ်အဆင့်ဖြစ်သွားပြီလေနော်နောက်တစ်ခါမလိုအပ်တဲ့အရာတွေကိုမူလနေရာမှာပြန်ထားတယ်လို့သုံးပြီးသားအရာတွေကိုမူလနေရာမှာပြန်ထားတယ်ဆိုတဲ့ဟာကဒီစေဒီမှာပါနေတဲ့အဆင့်၄ဆင့်မြောက်လေနော်မာဒူယွန်ဘန်လေးကိုပြောနေတာဆိုတော့ဒါလည်းပဲအဖြစ်မဖြစ်နိုင်ဘူးဘာလို့ဆိုတော့တခုလေးခွပြောလို့မရဘူးလေနော်စေဒီမှာအဆင့်၄ဆင့်ရှိတာဟုတ်ဒါစ်ဟေရာစ်ဒါစ်ဝကေဒိုဟေရာစ်စီမောက်ဆိုတဲ့၄ဆင့်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးကနောက်ဆုံးအဆင့်တစ်ခုလေးကိုပဲပြောနေတာမို့လို့ဒါကဖြစ်နိုင်ဘူးနောက်နံပါတ်3ကကြတော့အီရန်နိုင်မွန်းတို့ဟေရာစ်ဆိုတော့ဖြေကသံပန်ပေါ့လေနော်အဲ့ဒါလေးကဘယ်ကနေတည်နိုင်တာလဲဆိုလို့ရှိရင်ဒီမှာစေးဒီဆိုတာကမလွဲတဲ့အရာတွေကိုလွန်ပြစ်တာပါလို့ပြောထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကနေပြီးတော့မှဖြေယူလိုက်ရတယ်ပေါ့လေနော်နံပါတ်4ကကြတော့ပစ္စည်းကိုအသုံးပြုရလွယ်အောင်လို့ထားတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ပစ္စည်းတွေကိုအသုံးပြုရလွယ်ထားတယ်ဆိုတာကစေးထုံးစေးသွန်းကဒီ process မှာခတာစကေမှာဆိုလို့ရှိရင်စေးသွန်းရဲ့ရာခိုင်နှုန်းက20ရာခိုင်နှုန်းပဲပါတယ်ပေါ့နော်အဲ့တော့ဒီစေးသွန်းလေးလုပ်ယုံနေကျွန်တော်တို့ရဲ့ဒီတန်ရှင်းရေးလုပ်တဲ့ပေါ့နော်ခတာစကေဆိုတာကအကုန်လုံးမပြီးမြောက်ဘူးအဲ့အတွက်ကြောင့်မလို့ယွန်းဘန်ကလည်းမဖြစ်နိုင်တော့ကျွန်တော်တို့ဖြေကစမ်းပါအဲ့တော့မေကွန်းကဒီစာပိုင်းမှာရေးထားတဲ့သူကဆိုလို့ရှိရင်ခတာစကေလုပ်တဲ့နေရာမှာပေါ့နော်ခတာစကေလုပ်ဖို့အတွက်အရေးကြီးဆုံးကဘာလဲဆိုလို့ရှိရင်အောက်ဆုံးပိုက်လေးကစာရေးသူပေးသွားတဲ့ message လေးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြေကယုံမှန်ဖြစ်တော့ဆမ်းပန်ဖြစ်ရတယ်ပေါ့လေနော်အဲ့တော့နောက်ဆုံးပိုက်ကဘာလဲဆိုလို့ရှိရင်ခတာစကေဆိုတာကစေဒီက80ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားတဲ့စေတုံးက20ရာခိုင်နှုန်းပဲရှိတယ်အဲ့အတွက်ကြောင့်မလို့စေဒီဆိုတဲ့ဟာလေးဒါပြီးမြောက်သွားမယ်ဆိုရင်ဒီ process ဒီမှာ80ရာခိုင်နှုန်းကပြီးသွားတယ်ဆိုတော့ကိုလုပ်တဲ့ process ကပြီးလူပြီးပါဖြစ်သွားတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့စေဒီလောက်တာစေဒီပြီးရနဲ့ခတာစကေပြီးရဆိုတဲ့သဘောအဲ့တော့စေဒီဆိုတာဘာလဲလို့အပေါ်မှာဇမ်မွန်ကပြောတဲ့ဟာကိုပြန်ကောက်မယ်ဆိုလို့ရှိရင်စေဒီဆိုတာကမလို့အပ်တဲ့အရာတွေကိုလွန်ပြစ်တာလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြေကဆမ်ပန်ဖြစ်ပါတယ်はいအဲ့တော့နားလည်မယ်လို့မျှော်လင့်ပါတယ်問題8もこれで終わりです。နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်